အနေဆုံးရောက်နေတဲ့အချိန်ဟာကိုယ့်ရဲ့အမြင့်ဆုံးဘက်ကိုတွားရတကားပေါက်ပဲနှလုံးသားကွဲကြေသွားတဲ့ခါမှာတာမန်ကန်ဆိုးခြင်းတဲ့ပိုနဲ့ဆိုင်တဲ့အရာတစ်ခုဖြစ်ပြနေရပါမောင်မိုက်ချင်းရဲ့တန်ဖိုးကိုအဲ့ဒါကြီးကုံဆုံးသွားတဲ့အထိကျွန်တော်တို့မသိကြဘူးအလင်းမရှိတဲ့အခါမှာပဲကျွန်တော်တို့ဟာအလင်းဖြစ်လာဖို့အသင်ယူရတာကိုလူစိတ်ကတော့တတောင့်တတရှိတာကိုရှာဖွေတတ်ပေမဲ့ဝိညာဉ်ကတော့ပြောင်းလဲမှုကိုလှုပ်ရှားနေတာတိုးတက်ခြင်းတာတည်မြဲနေတာမျိုးမဟုတ်ဘူးအရင်ကလည်းပြောခဲ့ဘူးသလိုပဲဘဝရဲ့အတိပယ်ကအသက်ရှင်နေုံတတ်ပါပဲဒါပေမဲ့အဲ့ဒီအသက်ရှင်ခြင်းကိုပိုပြီးနဲ့ဆိုင်သိရှိစေမဲ့လမ်းကြောင်းတွေကိုတော့ကျွန်တော်တို့ကစန့်ကျင်နေကြတော့မယ်မင်းဒီကိုရောက်နေတာကခွေးကသူ့အမိကိုလိုက်ဖမ်းနေတယ်လို့မျိုးပျော်ရွှင်မှုကိုလိုက်ဖမ်းနေဖို့မဟုတ်ဘူးပျော်ရွှင်မှုဆိုတာပြည့်စုံလာတဲ့အခါမှာဖြစ်ပေါ်လာတဲ့ဘေးထွက်ဆိုးကျိုးတစ်ခုလိုပါပဲပြည့်စုံခြင်းဆိုတာကတော့စန့်ကျင်ဘက်တွေကိုလိုအပ်တယ်မောင်မိုက်ခြင်းနဲ့အလင်းရောင်ဝိုင်းနေမှုနဲ့ပျော်ရွှင်မှုခွေးချေခြင်းနဲ့ပြန်လေတိဆောက်ခြင်းပေါ့ဒါကြောင့်နားကျင်တဲ့အခါနားကျင်ပါစေမပြေးပါနဲ့အဲ့ဒါနဲ့အတူထိုင်နေလိုက်ပါနားထောင်ပေးပါအဲ့ဒီထဲကနေနောက်ဆုံးထွက်လာတဲ့အခါမှာပျော်ရွှင်မှုဆိုတာရလာထဲမှာတစ်ခါမှမရှိခဲ့ဘူးပြောင်းလဲခြင်းထဲမှာပဲရှိခဲ့တာဆိုတာမြင်သဘောပေါက်လာလိမ့်မယ်အဲ့ဒါကိုအစာမကျွေးပဲဝိညာဉ်ကိုအစာကျွေးပါထွက်ပြေးတာတဲ့တိုးတက်မှုကိုရွေးချယ်ပါအဲ့ဒီခါမှာမင်းရှာဖွေနေတဲ့အလင်းရောင်ကမင်းရှာတွေ့ရမယ့်အရာမဟုတ်တော့ဘူးမင်းကိုယ်တိုင်ဖြစ်လာမယ့်အရာဖြစ်လာလိမ့်မယ်